အားလုံးမင်္ဂလာပါကိုစိုင်း channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုပါတိုင်းဒီစာပေကျမ်းဂန်အရကိုစိုင်းတို့စာဖတ်ဘူးတလို့ဆိုလို့ရှိရင်စာပေမှာဘာတွေပြောထားလဲဆိုလို့ရှိရင်လူတွေဟာတဲ့တာမန်မျက်စိနဲ့မမြင်နိုင်တဲ့စွမ်းအားစွမ်းရည်တွေရှိတယ်ပေါ့နော်အစွမ်းတတ္တိတွေရှိတယ်ပေါ့အဲ့ဒါဟုတ်လားမဟုတ်လားဆိုတော့ကျွန်တော်တို့ဒီနေ့လာပြီးသုံးသပ်ကြည့်အောင်တာမန်မျက်စိနဲ့မမြင်နိုင်တဲ့အစွမ်းတတ္တိဆိုတာဘယ်လိုမျိုးလဲလက်ရှိကျွန်တော်တို့မိုးလင်းကနေမိုးချုပ်တိကျွန်တော်တို့စူးစမ်းနေတဲ့ဟာတော့ဒါကတံမှန်မျက်စိနဲ့မြင်နိုင်တဲ့အရာတွေပေါ့နော်မိုးလင်းကနေအလုတ်သွားတယ်အလုတ်ပြန်လာတယ်တချို့ပင်ပန်းတဲ့လူရှိသလိုတက်တောင့်တက်တာနဲ့လှုပ်ရတဲ့လူတွေရှိပေါ့နော်ဒါဟာအစွမ်းတတ္တိတစ်ခုပါပဲအဲ့တော့တံမှန်မျက်စိနဲ့မမြင်နိုင်တဲ့အစွမ်းတတ္တိကြတော့ဘာဖြစ်နိုင်လားဘာတွေဖြစ်လာနိုင်တယ်လဲဆိုလို့ရှိရင်ကိုစိုင်းအမြင်ရပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ဥမာအမြင်သာဆုံးတစ်ခုပြောမယ်ကူထဲမှာအောင်းနေတဲ့တရားကျင့်တဲ့ပုဂ္ဂိုလ်တယောက်ဟာ3နှစ်ရှိမယ်4နှစ်ရှိမယ်5နှစ်ရှိမယ်နေနိုင်တဲ့လူတွေလည်းရှိတယ်ပေါ့အဲ့ဒါတရားကျင့်တဲ့ပုဂ္ဂိုလ်အဲ့တော့မမြင်နိုင်တဲ့မဖြစ်နိုင်တဲ့ပုဂ္ဂိုလ်တွေကြတော့ဘာပြောလဲဆိုငါဆိုရင်တော့မဖြစ်နိုင်ဘူးငါ့ကိုနေခိုင်းလည်းမဖြစ်နိုင်ဒီလိုပြောလာတယ်ဒါတွေလည်းရှိတယ်ပေါ့နော်အဲ့တော့သူ့ရဲ့တာမန်မျက်စိနဲ့မမြင်နိုင်တဲ့သူ့ရဲ့အစွမ်းတတ္တိကြတော့ဘလို့ထုတ်တုံးမလဲဆိုရင်သူ့မှာရှိလားမရှိလားသူမဖြစ်နိုင်ဘူးလို့ပြောတဲ့လူကရှိလားမရှိလားဆိုကိုစိုင်းဒီနေ့သုံးသပ်ပေးချင်တာတကယ်လို့မင်းသွားရမယ်အဲ့ဒီကူထဲမှာမင်း3နှစ်နေရမယ်4နှစ်နေရမယ်5နှစ်နေရမယ်ထားလိုက်ပါတော့နော်ဒါဖြစ်ဖို့မလွယ်တဲ့ကိစ္စတွေပေါ့သူမလုံနိုင်ဘူးလို့ပြောတဲ့လူကမင်းလုံရင်လုံမင်းမလုံရင်မင်းကိုတတ်မယ်ဆိုလို့ရှိရင်ဒီလူလုံနိုင်မလားမလုံနိုင်ဘူးလားက comment မှာရေးပေးကြည့်အောင်နော်လုံမှာပဲ तू မတည်ဘူး तू နေတော့မှာသူ့စားစရာလဲသူများထည့်ပေးမှာပဲလေထမင်းအငတ်ခံပြီးတော့ဘယ်သူမှမထားပေးဘူးเนาะဆိုကြပါစို့ကျွန်တော်တို့အပြင်မှာကျွန်တော်တို့မလုံနိုင်တဲ့အလုပ်တစ်ခုတိတ်ပြီးပင်ပန်းပါတယ်ဆိုတဲ့အလုပ်တစ်ခုဥမာအကြောင်းတစ်ခုခုကြောင့်လူတယောက်ဟာသူထောင်ကျသွားတယ်ဆိုပါစို့ထောင်ထဲရောက်တော့လို့တာဝန်ရှိတဲ့ပုံကိုယ်တွေဟာထောင်ပိုင်းတွေသူ့ခိုင်းမယ်မင်းဒီလိုလုပ်မလုပ်ရင်အနောက်ကနေသူ့ရိုက်မယ်ဆိုလို့ရှိရင် तू လုံမှာလားမလုံဘူးလားစဉ်းစားကြည့်तू မဖြစ်နိုင်ဘူးဆိုတဲ့ဟာကတစ်ချိန်တုန်းက तू ထောင်မကြခင်က तू အပြင်မှာတက်တောင့်တက်တာနဲ့နေရတဲ့ချိန်တုန်းက तू ဒီအလုပ်တွေငါမဖြစ်နိုင်ဘူးဆိုတဲ့စကားကို तू ပြောခဲ့တယ်ဒါပေမဲ့ तू ထောင်ထဲရောက်သွားတဲ့ချိန်မှာဒီလူဟာ तू များခိုင်းတမျှ तू လောက်ရမယ်အဲ့ဒီချိန်ကျရင် तू ဖြစ်နိုင်လားမဖြစ်နိုင်လားဆို तू လုံးမှာပဲဒါကိုစိုင်းအနေနဲ့ကိုစိုင်းသုံးသက်ကြည့်တာပေါ့မလုံးနိုင်ဘူးဆိုတဲ့လူကအဲ့ဒီချိန်ကျရင်လုံးနိုင်လာလိမ့်မယ်ဘာလို့လဲဆိုတော့အဲ့ဒီချိန်မှာသူ့ရဲ့အစွမ်းစားဟာရှိနေတယ်ဆိုတော့ तू မသိဘူးအဲ့ဒီခါကျမှမတတ်နိုင်လို့လောက်ရတဲ့အဆုံးကျမှ तू ထလုပ်လိုက်တဲ့ခါကျမှအဲ့ခါကျမှသူ့ရဲ့အစွမ်းစားလူရဲ့အစွမ်းစားပေါ်ထွက်လာတယ်အားလုံးအချင်းချုံပေါ်တော့နားလေလွယ်အောင်ပြောမယ်ဆိုရင်ဒီကိစ္စမှာကလူဟာတက်တာရာရနေတဲ့ချိန်မှာလေဘဝအစဉ်ပြေနေတဲ့ချိန်မှာကတော်များများအရန်ပင်ပန်းဆင်းရဲပြီးဒုက္ခရောက်မဲ့အရာဆိုလို့ရှိရင်သူ့ကိုယ်သူမလုံနိုင်ဘူးလို့ခံယူထားတာများတယ်ရုပ်ချောတဲ့ယောက်ျားလေးတယောက်ကလည်းရုပ်ဆိုးတဲ့မိန်းကလေးကိုမယူနိုင်ဘူးလို့သူပြောရင်ပြောကောင်းပါဘူးနော်ရုပ်လာတဲ့မိန်းကလေးတယောက်ကလည်းရုပ်မလာတဲ့ယောက်ျားလေးတယောက်ကိုငွေမရှိတဲ့ယောက်ျားလေးတယောက်ဆင်းရဲနေတဲ့ယောက်ျားလေးတယောက်ကိုသူမယူနိုင်ဘူးလို့သူစိတ်ထဲမှာသူခံယူဒါတွေဟာကိုကမပြေလည်နေတုံးမှာပြောလို့ရကောင်းရမယ်ဒီစကားတကယ်ကိုဟာဆင်းရဲဒုက္ခရောက်လာပြီတကယ်အခက်ခဲကြုံလာပြီဆိုလို့ရှိရင်ဒီလူဟာ तू တစ်ချိန်တုန်းက तू မဖြစ်နိုင်ဘူးမလုံနိုင်ပါဘူးဆိုတဲ့အလုပ်က तू အဲ့ဒီခါကျရင် तू လုံနိုင်လာလိမ့်မယ်လို့ကိုစိုင်းကတော့ဒီလိုမြင်တယ်ပေါ့နော်ကဲဒီဗီဒီယိုကြည့်ရှုတဲ့ပရိသတ်တွေကတော့ဘယ်လိုမြင်လဲတော့မသိဘူးပေါ့နော်ကိုမြင်တယ်ဆိုရင်မြင်တယ်လို့ comment မှာရေးခဲ့ပေးလို့ရပါတယ်နော်ကိုစိုင်းလက်လန်းမီတလောက်ဒီဗီဒီယိုလာရောက်ပြီးတော့ဖန်တီးပေးရခြင်းဖြစ်ပါတယ်ကဲအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ပေါ့နော်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်